ဒါဆိုရင်ကျွန်တော် account ထဲမှာလောလောဆယ် live account ထဲမှာเนาะ real account ထဲမှာဒေါ်လာ100ပဲကျန်တော့တယ်ဒေါ်လာ100ပဲကျန်တော့တယ်အဲ့ဒါကိုကျွန်တော် brother လို့မျိုးပေါ့เนาะ okay များတော့အဖြစ်ကတော့လောလောဆယ်ကတော့ကျွန်တော် viewer တွေထဲမှာတော့ဒေါ်လာ50ပေါ့เนาะ50 100ထည့်နိုင်တဲ့လူပဲအများဆုံးရှိရဆိုတော့ကျွန်တော်ဒီဟာလေးနဲ့ကျွန်တော်လုပ်ပြပေးပါမယ်ဘယ်လောက်ထိတွားနိုင်မလဲပေါ့เนาะကျွန်တော်ဒေါ်လာ100ကနေဒီ live ကတော့ကျွန်တော်ဟွာနေ့ထိဖြစ်လိမ့်မယ်15ရက်16ရက်18ရက်ပေါ့เนาะ20ရက်မတိုင်ခင်ထိကျွန်တော်20ရက်မတိုင်ခင်ထိပေါ့เนาะကျွန်တော်ဒေါ်လာ100ကနေဒေါ်လာဘယ်နေရာထိကျွန်တော်လုံနိုင်လဲပေါ့เนาะပုံမှန်လူတွေလိုမျိုးပဲ trade တယ်ပုံမှန် amount နဲ့ပဲကျွန်တော်တွားပေးမယ်အရင်တော့လိုမျိုးကျွန်တော်ပတ်စံနေအကုန်လုံးကိုကျွန်တော် save ထဲမှာတွားပြီးထည့်ထားတယ်အခုဒေါ်လာ100ပဲကျွန်တော်ထည့်ထားမှာဖြစ်ပါတယ် okay ကျွန်တော်အရင်ထူးခြားစမ်းပြရကျွန်တော်ဘာမှမသုံးကျွန်တော် favorite bowling Japan ကျွန်တော်သုံးမယ် chat က M1 နဲ့ကျွန်တော်သုံးမယ်เนาะ chat က M1 နဲ့ကျွန်တော်သုံးပါမယ် chat က M1 နဲ့ကျွန်တော်သုံးပါမယ် M1 ပြီးပြီဆိုရင်အတိကတိလားကျွန်တော်ပြောပြမယ်ဘယ်နေရာမှာပဲဖြစ်ဖြစ်20နှစ်ပဲ20နှစ် crypto ကလွယ်ပြီး20နှစ်နဲ့သွားဒါဆိုရင်အရန်ကောင်းတယ် bowling Japan okay 1 minute နဲ့ trade မယ်ဒီမှာ1 minute နဲ့သွားမယ် okay ပြီးပြီဆိုရင်ကျွန်တော်ဘယ်ကောင်တစ်ချက်လောက်ထပ်ပြီးယူရမလဲဘယ်ကောင်လေးရပိုကောင်းလောက်လဲတစ်ခုလောက်ပေါ့နော်ဘယ်ကောင်လေးဆွဲထည့်တင်တယ်ဘယ်ကောင်လေးဆွဲ bowling Japan ကဆွဲထည့်ပြီးပြီဆိုတော့ okay ဒီမာကာလေးကျွန်တော်ဆွဲထည့်မယ်ဒီမာကာအောက်ကဟာလေးပါဒီမာကာကိုကျွန်တော်က10နဲ့ပဲသုံးမယ်ဒီမှာက10နဲ့ပဲတောင်းမယ်ဒီ okay ဆိုပါအောင် okay ရိုးရှင်းပါတယ်ဘာမှထွေထူးခြားစမ်းပြတယ်မရှိဘူးကျွန်တော်ပုံမှန်ပဲ trade တယ်ဒေါ်လာ100ရှိတဲ့ကောင်ပေါ့နော်ဒေါ်လာ100ရှိတဲ့ကောင်ကိုကျွန်တော်$5နဲ့ပဲကျွန်တော် trade တယ်ဒါကကြောတွေအလုပ်လိုမျိုးလုပ်ပြတာပေါ့နော်အလုပ်လိုမျိုးလုပ်တာဖြစ်ပါတယ်အလုပ်လိုမျိုးလုပ်တာဖြစ်ပါတယ်အလုပ်လိုမျိုးဖြစ်ပါတယ်ဒီ live ကတော့အဆက်နဲ့ဖြစ်လိမ့်မယ်ဒေါ်လာ100နေဘယ်လောက်ထိဘယ်နှစ်ရက်တွင်းပေါ့နော်ဘယ်နှစ်ရက်တွင်းဘာညာဘယ်လောက်ထိတွားနိုင်လဲဆိုတာဖြစ်လက်ပါလိမ့်မယ်လိုင်းရတော့ကွာလိုင်းနေဘာလို့မကောင်းတာတော့ဒီရက်ပိုင်းတွေကTikTok ကလူတွေကကျွန်တော်ပြော setting တွေပါတယ်အကုန်မမြင်ရဘူးဆိုရင်ဒီဘက်ကိုသွားလို့ရတယ်ဖုန်းကိုတစ်စောင်းဘေးတစ်စောင်းလဲလိုက်ပါအဲဆိုရင်ကျွန်တော်ရဲ့ setting တွေကိုတွေ့ရပါလိမ့်မယ် okay ကျွန်တော်ဘိုင်လိုက်တယ်1 minute နဲ့ဘိုင်လိုက်တယ်အဓိကတော့ကျွန်တော်ဒီမာကာပဲတွားကြည့်လိုက်တာbowling Japanကိုမကြည့်ဒီမာကာနဲ့ပဲတွားလိုက်တာပိုင်းလိုက်တယ်ဘယ်ချိန်တော့ဝင်တော့okay ထားလိုက်ပါကျွန်တော်တခြား currency တွေပြန်တွားကြည့်မယ်okay ဒါတော့ကျွန်တော် risk ယူလိုက်တာပါအနည်းဆုံးကဒီမှာကန်တယ်တွေ့လား bowling Japan ကန်တယ်အစိမ်းနဲ့ထိပြီးသားအနီပြောင်းပြီးသားတော့မှကျွန်တော်ဒီမှာလာပြီးမှနောက်တစ်ချိန်ထပ်ပြီးမှယူလိုက်တာ risk ယူလိုက်တဲ့ trade ဖြစ်သွားတာပေါ့ okay ဒါလေးကဒီမှာဆိုရင် bowling Japan နဲ့ထိတော့ကျွန်တော်ဆဲတဲ့အချိန်မှာထိချင်းမှာဆဲတာလည်းရတယ်เนาะ bowling Japan ကိုတုံးမယ်ဆိုပေါ့เนาะ bowling Japan နီးကိုတုံးမယ်ဆိုရင်ထိချင်းမှာဆဲရင်လည်းရတယ်ဒါမှမဟုတ်လဲထိပြီးဒီတိုင်းအပြီးမှာဆဲရင်လည်းရတယ်ထိပြီးတိုင်းပြီးမှကျွန်တော်တစ်ခါပြန်ထပ်ပြီးဆဲမယ် okay ချ
ကျွန်တော်ဒီမှာယူရတဲ့အကြောင်းပြချက်ပေါ့နော်ဘိုင်ရတဲ့အကြောင်းပြချက်ကပါတယ်ဒီမှာကာမှာကြည့်လိုက်ဒီမှာကာမှာ overpro level မှာအရင်ထောင်တက်နေလို့ကျွန်တော် risk ယူလိုက်တာအဲ့ဒီမှာကျွန်တော် group လေးရှိတယ်အဲ့ဒီ group မှာကျွန်တော် Facebook ဟာတွေရောတင်ပေးထားတယ်ကျွန်တော် Facebook account ပေါ့ Facebook account ဟာအရင်ဟာတွေပြန်သွားကြည့်လိုက်ပါနော် bro နည်းနည်းပေါ့ဒီ live ကိုမဟုတ်ပဲဆိုတော့ video လေးပဲသွားကြည့်လိုက်အောင်အဆင်ပြေတယ်ကျွန်တော်ခုကတော့84ဆိုတော့20ကျော်ရှုံးနေ$26လောက်ရှုံးနေတယ်အေးပေါ့ဒီ brother ပြောတာပေါ့နော်ဒီ brother ပြောတာအတွက်ကြောင့်လို့ကျွန်တော်ပြန်ထပ်ပြီးမှပြောပါရစေဒီ brother comment ကတယောက်ပြောတယ်ဒီညစိတ်မကြည်လို့မ trade တော့ဟုတ်တယ် trading ကစိတ်မကြည် trade လို့မရအောင်ပြဿနာအဆိုးဆုံးပဲစိတ်မကြည်လုံးဝမ trade နဲ့အမှရှုံးပြီပဲတချို့တွေဆိုရှိတယ်အိမ်နဲ့ရန်ဖြစ်လို့ရီစားနဲ့ရန်ဖြစ်တဲ့အချိန်မှာ trade တယ်တော့မိန်းမနဲ့ရန်ဖြစ်မှာ trade တယ်တော့ပြီးအကုန်လုံးရှုံးတာအကောင့်ကြီးကလုံးဝ blow up လုံးဝ0ပဲကျန်တာရှိတယ်အရင်များတယ်အဲ့လိုမျိုးလူမျိုးတွေအဓိကတော့စိတ်ချိန်တွေမကောင်းတဲ့အချိန်ပေါ့ပြီးပြီဆိုရင်တိတ်ပြီးထက်မကောင်းတာတခုရှိသေးတယ်အဲ့ဒါဘာလဲဆိုတော့အရန်ပျော်တဲ့အချိန်ပေါ့နော်အရန်ပျော်တဲ့အချိန်လည်းလုပ်လို့မရအောင်အရန်ပျော်တဲ့အချိန်မှာဆိုရင်လူက positive ပဲတွေးနေတာ positive ပဲတွေးနေတဲ့အချိန်ဆိုရင်စိတ်ကအရန်ရွှင်တယ်ကွာရွှင်တဲ့အချိန်မှာကိုက trade တစ်ချောင်းရှုံးသွားတယ်အဲ့ဆိုသွားတယ်ကိုရဲ့ positive ဟာတွေအကုန်လုံးကအဲ့ဒီရဲ့ trade တစ်ချောင်းရှုံးတာနဲ့အကုန်လုံးရှုံးကုန်တာကိုရဲ့နေ့ပေါ့နော်ကိုရဲ့နေ့တစ်ခုကကိုရဲ့တရက်တာပေါ့တရက်တာတွားပြီးရေစုံမျောကြီးအဲ့လိုပုံစံတွားတာ440မှာတစ်ခါလောက်ထည့်ချင်တာ430ခွန်433 430 420 440မရောက်လားအားလေးကျွန်တော်တစ်ချက်ပြထားတာရှိတယ်ကျွန်တော်ရဲ့ script နဲ့လေကျွန်တော်ရဲ့ script နဲ့ပြထားလေးရှိတယ်ဒါပေမဲ့ဟို time ban ကနေဒီ account ထဲကိုတစ်ခါတည်းတန်းထည့်လို့ရတဲ့ဟာလေနော်တန်းထည့်လို့ရတဲ့ဟာ IQ option နဲ့ကျွန်တော်တို့တေချာမပြောတော့ငါဒီမှာကွာ resistant အလုံးမလို့ဆိုမှကျွန်တော်ဆွဲလိုက်တာ okay ထားလိုက်ပါတော့100ဆိုရင်40လို့40အောင်ဖြစ်မယ်4သိန်းလို့ပဲတတ်မှတ်ပါကြမ်းဖြစ်100 4သိန်းလို့ပဲကြမ်းဖြစ်တတ်မှတ်ပါကျွန်တော်အမြဲတမ်းပြောတဲ့ဟာလေပြောတဲ့ဟာကဒီဘက် binary option trading ပေါ့နော် binary option trading မှာဆိုရင်ကျွန်တော်တို့တွေကကန်တယ်ကအချိန်ကတတ်မှတ်ပြီးသား limit ဖြစ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်လို့ပြီးဆို time frame ကအရင်နည်းတဲ့အတွက်ကြောင့်မလို့ support တွေ resistance တွေဆိုတာတော်ယုံတယုံနဲ့အလုံးမလုပ်ဘူး10ခုမှာအလုံးလုံးမယ်ဆိုရင်4ခုလောက်ပဲလုပ်တယ်တခါလေကြာရင်2ခုလောက်ပဲအလုံးလုပ်တယ်အဲ့မျိုးအဲ့ဒါကြောင့်လို့ကျွန်တော်ဒီမှာလေokay အများကြီးမကြည့်ပါဒီနေ့လောက်မှကျွန်တော်ရှိတယ်ဒီမှာထိတ်တုံးထိတ်ပေါ့ okay resistance ဆိုနေကျွန်တော်အလုံးမလုပ်ဘူးဗျာ resistance အလုံးမလုပ်ဆိုဆွဲလိုက်တာရတော့ရလိုက်တယ်ရလိုက်ပါလေokay break မယ် okay ကျွန်တော် break ဘာလို့ break တာလဲဆိုတော့ကျွန်တော်ပတ်စံကပေါ့နော်ကျွန်တော်ပတ်စံကဟိုပါပဲရှိရလေကျွန်တော်ပတ်စံကဒေါ်လာ100ပဲထည့်ထားဟုတ်တယ်နော်ဒေါ်လာ100ပဲထည့်ထားတာဒေါ်လာ100ပဲထည့်ထားတာကိုဘယ်လောက်နိုင်လဲ okay ဒီဟာကိုကျွန်တော်ဖုန်းနဲ့ screenshot ရိုက်ထားလိုက်မယ်ဖုန်းနဲ့ screenshot ဖြစ်နေ okay ဖုန်းကတွင်ကြုတ်ဖြစ်နေ okay ဒီဈေးနှုန်းကိုကျွန်တော်ရိုက်ထားမယ်ဟောပေါ့10%နိုင်တယ်ပေါ့ဗျာ10%နိုင်တယ်ကောင်းတယ်110ပေါ့နော်100ပဲထည့်တော့110နိုင်တယ်ဆိုရင်11% တောင်နိုင်တယ်ဗျာ11% ဆိုတာကနည်းတဲ့ပမာဏမဟုတ်ဘူးတရက်ကို10%မှာ10% ဆို10ရက်ဆိုရင်နှစားဖြစ်ပြီကျွန်တော်တို့တွေကဒါဟုတ်ပေါ့နော် trading ကိုအလုပ်အနေနဲ့တကယ်လုပ်တယ်ဆိုရင်ဒါမျိုးပဲလုပ်တယ်မဟုတ်ဘူးဒါပေမဲ့ပြဿနာဘာရှိလဲဆိုတော့စော်ကြတာမရဘူးဗျာဘယ်ဖြစ်တယ်ဥမာအကောင့်ထဲမှာဒေါ်လာ100ပဲထည့်တယ်ဗျာတရက်ထဲနဲ့ဒေါ်လာ50 100 1000 2000နိုင်ချင်တာအဲ့ဒါလောင်းကစားဖြစ်သွားပြီ